ထူးခြားအံ့ဩဖွယ်မှတ်ဉာဏ်ကြောင့် Greenwich စာအုပ်မှာမှတ်တမ်းတင်ခံရတဲ့မြန်မာနိုင်ငံသားတဦးရှိခဲ့ပူပါတယ်။အဲ့ဒီပုဂ္ဂိုလ်ကိုသိကြပါသလား။ဒါကတော့မင်းကွန်းတိပိတကဆရာတော်ဦးဝိစိတ်တသာရဘိဝန္တာပါဆရာတော်ကဗုဒ္ဓဘာသာဝင်တွေအလေးမြတ်ထားတဲ့ဖျားဟောပိဋကတ်၃ပုံကိုခေတ်သမိုင်းမှာအာကုံဆောင်နိုင်ခဲ့တဲ့ပထမဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်ဒါကြောင့်လည်းပိဋကတ်၃ပုံအောင်ပထမဆုံးပုဂ္ဂိုလ်ဖြစ်ထင်ရှားပါတယ်ပိဋကတ်ကျမ်းစာအုပ်တွေကစာမျက်နှာပေါင်း16000လောက်ရှိပါတယ်ဒါကြောင့်လည်း1954ခုနှစ်မှာစထသင်္ကယနာတင်တဲ့အခါမဟာစီဆရာတော်ကအမေးပု္ပ္ပစာမေးပြီးမင်းကွန်းဆရာတော်ကတော့မေးသမျှပု္ပ္ပစာတိုင်းကိုအာကုံဖြည့်ဆိုတော်မူပါတယ်။သုတ်ပေါင်း30ရေတွဲရှိသောတရားဒေသနာတော်ကိုဘုန်းတော်6ပါးနှင့်ပြည့်စုံတော်မူသောသာပင်ညုမြတ်စွာဘုရားသခင်သည်ဘယ်ရတဲ့သာ၌ဘယ်ပုဂ္ဂိုလ်ကိုအကြောင်းပြု၍ဘယ်လိုသောအချင်းရာဖြင့်ဟောကြားတော်မူခဲ့ပါသနည်းငါရှင်။ဝိသာလီမြေမဝုံတော်ရဝဲများစွာသောယဟန်တော်တို့ကိုအကြောင်းပြု၍သာပင်ညုမြတ်စွာဘုရားဟောကြားတော်မူအပ်ပါသည်။ဒါကတော့1985ခုနှစ်ထုတ်ကမ္ဘာဂရင်းနစ်မတန်စာအုပ်ပါဒီစာအုပ်ထဲက Human Memory ခေါင်းစဉ်ခွဲအောက်မှာတော့ဗတ္တနာဝိစိတ်တသာရသည်ဗုဒ္ဓဘာသာကျမ်းစာမျက်နှာပေါင်း16000ကိုအာဂုံရွတ်ဖတ်နိုင်ခဲ့သည်ဆိုပြီးဆရာတော်ရဲ့မှတ်ဉာဏ်အကြောင်းကိုဂုဏ်ပြုဖော်ပြခဲ့ပါတယ်ကမ္ဘာစံချိန်တင်ခဲ့တဲ့မင်းကွန်းဆရာတော်ကြီးဟာဗုဒ္ဓဘာသာဝင်တွေအတွက်မဟာဗုဒ္ဓဝင်ကျမ်းကြီးကိုလည်းပြုစုခဲ့ပါသေးတယ်ဒီလိုမှတ်ဉာဏ်ကောင်းပြီးဗုဒ္ဓသာသနာမှာမှတ်တိုင်ကောင်းစိုက်နိုင်ခဲ့တဲ့ဆရာတော်ကြီးဟာ1993ခုနှစ်ကျပြန်လွန်တော်မူပါတယ်ဆရာတော်ဗတ္တန္တဝိစိတ်တသာရပိဝန္တတက်တော်82နှစ်တိတ်ခါတော်62ဝါမှာစကိုင်းတိုင်းစကိုင်းမြို့နယ်မင်းကွန်းဓမ္မနာရကျောင်းတိုင်မှာ1354ခုနှစ်တဘိုရဲလာပြည့်ကျော်3ရက်9ရက်2လ63နှစ်အင်္ဂါနေ့ညနေ4နာရီ44မိနစ်အချိန်တွင်ဘဝနတ်ထံပြန်လည်တော်မူကြောင်းသာသနာရေးဦးစီးဌာနမှသတင်းရရှိပါရရှင်မင်းကွန်းဆရာတော်ကြီးအကြောင်းသိထားတာရှိရင်လည်း comment မှာဝေမျှခဲ့ကြပါဦးနော်